အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဝက်ဝင်နဲ့တစ်တူတီချက်ပြမှာဖြစ်ပါတယ်ယူဆုံးတဲ့ရုပ်ထောင်းလာတဲ့ရုပ်တူလေးစီးတတ်မှာဖြစ်ပါတယ်ရုပ်ဒီလေးထည့်ပြီးသွားရင်တော့လည်းမုတ်လေးနဲ့ဆလာလေးထည့်ပြီးမှာဖြစ်ပါတယ်အဲ့ဒါလေးထည့်ပြီးသွားရင်တော့ရုပ်ဒီလေးကိုအနံ့လေးမိုးအောင်ထိစီတက်ပြီးမှဖြစ်ပါတယ်ခင်ဗျာဒီလိုလေးရိုက်ပြတော့ကျွန်တော်ရဲ့နေ့စဉ်ချက်ပြုတ်နေကြဟင်းနေရလေးဖြစ်ပါတယ်ခင်ဗျာအနံ့လေးမှုရအောင်တပ်ပြီးမှဖြစ်ပါတယ်ခင်ဗျာကဲအနံ့လေးမှုလိုက်ပြီဆိုလို့ရှိရင်ပေါ့ဦးလေးကိုထည့်လိုက်မှဖြစ်ပါတယ်ခင်ဗျာဝုတ်လေးထည့်ပြီးသွားရင်ဆိုတော့နေဒီနှစ်လေးတွေအပေါ်တမဝအောင်မှုပြီးလိုက်မှဖြစ်ပါတယ်ခင်ဗျာကဲမှုရွိုင်းဆိုလို့ကျွန်တော်အဖုံးလေးတအောင်ဖောင်းလာပါမယ်ခင်ဗျာကဲဒါတော့တစ်တူဒီလေးရောရတာဖြစ်ပါတယ်ခင်ဗျာတစ်တူဒီလေးရောရွိုင်းဆိုလို့ချင်းအပေါ်အောင်တစ်တူဒီလေးတမဝအောင်တစ်ချက်လောက်မှုပေးလိုက်ပါဖြစ်ပါတယ်ခင်ဗျာကဲအားလုံးမှုရွိုင်းတော့အဖုံးလေးတအောင်ပြန်ဖုံးမှာဖြစ်ပါတယ်ခင်ဗျာဒါတော့အဖုံးလေးတအောင်ဖွင့်ပြီးတော့တအောင်အထက်အောင်မှုပြီးမှဖြစ်ပါတယ်ခင်ဗျာအရသာလေးအပေါ်နှောင်းအောင်ဖြစ်ပါတယ်ခင်ဗျာမှုရလုံးနဲ့မမွေလောက်ပြရမှာဖြစ်ပါတယ်ခင်ဗျာဒီမှုရွိုင်းဆိုလို့ရှိရင်တော့ရပါပြီကိတ်ထားတော့ကြက်တော့ပြီပြောပါတယ်ခင်ဗျာအားလုံးစားလို့ရတဲ့အနေအထားရပါခင်ဗျာအားလုံးကြည့်ရှုပြီးတော့ကျေးဇူးများတင်ပါတယ်